OK ဒီနေ့မှာတော့ကျွန်တော်တငယ်ချင်းနဲ့တူကျွန်တော်တငယ်ချင်းရဲ့ငါးကန်ကိုငါးသွားဖော်ကြမှာဖြစ်ပါတယ်ဆက်ကြည့်လိုက်ရအောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီဘက်ကငါးကန်နေရရေတွေကိုကျွန်တော်တို့ဒီခုငါးချောက်ဆက်နဲ့ဟိုဘက်ကကန်ထဲကိုကျွန်တော်တို့ရေတွေကိုလွှဲပြောင်းထည့်ခဲ့ပြီးဖြစ်ပါတယ်ဒီဘက်ကန်ထဲမှာရေတွေကျွန်တော်တို့ပြေးပြီးဟိုဘက်ကန်ထဲကရေတွေကုန်ပြီဆိုခါကြမှာရုံငါးကန်ကိုစပြီးတော့ဖော်မှာဖြစ်ပါတယ်အခုတော့ရေတွေကတော့ဒီဘက်ကနေကျွန်တော်ကုန်သွားပြီပေါ့နော်ဟိုဘက်ကကန်တွေကိုရေပြောင်းထည့်လိုက်တာအခုဆိုတာငါကျွန်တော်စပြီးတော့လက်ကြံငါးတွေစပြီးတော့ကျွန်တော်ဖော်နေပါပြီကျွန်တော်ငါးတွေကတော့မျိုးစုံပဲဗျဇလားဘီယာကျွန်တော်တို့ပြောငရှင်းတွေရောပြီးတော့တခြားမျက်စားငါးတွေရောတခြားငါးတွေလည်းပါပါတယ်ကျွန်တော်ကတော့နာမည်သိမခေါ်တတ်ဘူးဗျသူတို့ကတော့ငါးလို့တဲ့လူဆိုငါးကြောင့်ပိုသိမှာပေါ့ကျွန်တော်ကတော့ငါးတွေပဲသိတယ်ငါးတွေဆိုလည်းအခုဆိုကျွန်တော်ကြည့်ပါတာကျွန်တော်အပေါ်မှာတင်ကိုကျွန်တော်လိုက်ကောက်ရုံပါပဲငါးလည်းတော်တော်များပါတယ်ဒီကန်တဲ့ငါးပွားတော့ဒါမျက်စားငါးကိုဟိုဘက်ကန်နဲ့ကျွန်တော်လှမ်းပစ်တာပေါ့ငါမျက်စားငါးတော့သူတို့မဖမ်းဘူးလို့ပြောပါတယ်သူတို့စဘာစိုက်ခင်းတဲ့ကိုငါးတွေပြန်ထည့်မွေးလို့ပြောပါတယ်ဗျအခုဆိုရင်ကျွန်တော်တကယ်ချင်းဒါသူတော်တော်ကြီးကိုစူးစမ်းတယ်ဗျာနေဘူးကြီးထဲမှာတကယ်နေရတော့ပူပါတယ်သူတကယ်ကိုအလုပ်လုပ်ပါတယ်သူတကယ်အလုပ်လုပ်ရတဲ့အကြောင်းအရာလည်းရှိပါတယ်ဗျသူကဘာအတွက်ဒီလိုမျိုးနေဘူးထဲမှာအလုပ်လုပ်စူးစမ်းနေရတယ်ဆိုရင်သူ့တော့မဟုတ်ပါဘူးသူကမိဘမဲ့ကလေးတွေအတွက်ကိုသူလှူဒန်းထောက်ပံ့ခြင်းလို့သူလုံးနေရဖြစ်ပါတယ် Okay. ကျွန်တော်မိဘမဲ့ကလေးတွေကျွန်တော်အမေအိုးကြီးလှူကျွေးနေရတဲ့မောင်လေးတွေကိုလှူကျွေးနေရတဲ့ကျွန်တော်မိဘမဲ့ကျွန်တော်နော်ဒီမိမပြိုလေးတွေပေါ့သူတို့သူထောက်ပံ့ဖို့အတွက်သူငါးတွေဒီကိုဖန်သူဆဲတယ်ဆိုငါးမွေးတယ်အခုဒီငါးတွေကိုရောင်းပြီးသူရတဲ့ပတ်စံလေးတွေကိုဒါကူနော်အမေအိုးကြီးတွေအဖေအိုးလှူကျွေးနေတဲ့ကျွန်တော်မိဘမဲ့ဒီကောင်မလေးတွေကိုသူသွားပြီးလှူဒန်းမှာဖြစ်ပါတယ် Oh my God! ဒါကြောင့်သူနေပူမရှောင်မိုးရမရှောင်သူအတိုင်းပျက်စီးခံပြီးတော့ဒီကျိုးဆဆနဲ့အလုံးနေတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီလူမျိုးကအင်မတန်မှရှားပါပါတယ်ဒါမျိုးကနောက်တစ်ခါတွေ့ရဖို့ဆိုလည်းမဖြစ်နိုင်ပါဘူးသူ့လူမျိုးကျိုးစားလူဆိုတာကတော့ကျွန်တော်တို့ဒါအတိမတ်ကိုပြောရပါလိမ့်မယ်ကျွန်တော်တို့ဆိုဒါတုံးမလုံနိုင်ပါဘူးကဲ तू ကတော့အဲ့လိုမဟုတ်ပါဘူး သူကငါအတွက်ဆိုတဲ့စိတ်မဟုတ်ပဲနဲ့ငါလုပ်ပေးမှရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တကယ်ချင်းစူးစမ်းနေတာဖြစ်ပါတယ်အခုဒါတော့ကျွန်တော်တို့ကန်ထဲကနေပြီးတော့ဆဲထားတဲ့ကျွန်တော်တို့ဖော်ထားတဲ့ငါးတွေပေါ့နော်ငါးတွေတော့အများကြီးပါပဲအများဆုံးတွေ့ရတာကတော့ကျွန်တော်တို့ဇလာဘီယာငါးတွေများတယ်ဗျတခြားငါးတွေလည်းပါတော့ပါတယ်ဗျအိတ်လိုက်ကြီးပဲကျွန်တော်တို့တစ်ဝက်လောက်ရှိပါတယ်မနှဲပါဘူးငါးတွေတော့ဒီဘက်မှာလည်းကျွန်တော်တို့နောက်ထပ်ခွဲထားတဲ့ငါးတွေထပ်ရှိသေးတယ်ပေါ့နော်အခုလိုကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်